ကျွန်တော်တို့စင်ကာပူမှာရှိတဲ့မြန်မာမိသားစုတွေကနေပြီးတော့မိကွန်းတွေကိုအွန်လိုင်းကနေဖိတ်ခေါ်ခဲ့ပါတယ်။ဖိတ်ခေါ်လို့ရတဲ့မိကွန်းတွေကိုမှတူအားပေါင်းဆက်တာတို့လိုအပ်တယ်လို့ကျွန်တော်တို့ပြင်ဆင်ပြီးတဲ့အခါမှာအွန်လိုင်းမှာပဲကျွန်တော်တို့ဗုဒ္ဓတင်ခဲ့ပါတယ်။အဲ့ထက်ကမိကွန်း၄ခုကအမေတင်ဆုံးဆိုပြီးတော့ဗုဒ္ဓရတဲ့အတွက်အဲ့ထက်ကနေပြီးတော့မိကွန်း၄ခုကိုကျွန်တော်တို့မေးခွင့်ပြုပါခင်ဗျာ။နံပါတ်1မိကွန်းအနေနဲ့အခုလက်ရှိမှာတက်ငယ်မရိမှုတွေတိတ်ကိုများပြားနေပါတယ်နိုင်ငံမျိုးဆက်သစ်ကလေးတွေဖြစ်တဲ့ဒီကလေးတွေအတွက်လုံခြုံစိတ်ချမှုနဲ့ဒီမှုတွေအတွက်ဘယ်လိုများစီစဉ်ထားတာတွေသို့မဟုတ်ရှေ့လုပ်ငန်းစဉ်များကိုသိကျင်ပါတယ်အဲ့ဒီကိစ္စဟာကျမတို့ဟာဥပဒေနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်ပါတယ်လူမှုရေးနဲ့ဆိုင်တဲ့ကိစ္စလည်းဖြစ်ပါတယ်ဒါတစ်ဖက်ကဥပဒေရေးအဆိုလို့ရှိရင်ဒီလိုအမှုတွေအတွက်ဘယ်လိုပုံစံနဲ့ဥပဒေရေးအရေးယူရမလဲဆိုတာဟာနောက်ဆုံးကျတော့ဒါလွှတ်တော်ကဆုံးဖြတ်ရမှာပါဒါပေမဲ့ဒါလူမှုရေးကိစ္စတစ်ခုလည်းဖြစ်ပါတယ်ဘာကြောင့်ဒီလိုတက်ငယ်တွေကိုဗရင်းကြီးတဲ့ပြုတဲ့မှုတွေဘာလို့ဒီလောက်များနေတာလဲကျမတို့ရဲ့လူမှုအတိုင်းဝိုင်းမှာဘာအားနည်းချက်တွေရှိလဲဆိုတော့ကျမတို့ပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်ဒါဟာမိသားစုစနစ်နဲ့ဆိုင်လားကလေးတွေကိုတည်ချာမဆောင်ရှောက်တာနဲ့ဆိုင်လားပတ်ဝန်းကျင်ကစိတ်ထားတွေကကြမ်းတမ်းလာတာလားကြမ်းတမ်းလာတာဆိုတော့ဘာကြောင့်လဲဥပမာမူရစေဝါကြောင့်ဖြစ်တာလားဒါမှမဟုတ်ဒီလိုအခုခေတ်မှာဆိုရင်အမြဲပဲကြည့်လို့ရတဲ့အမျိုးမျိုးဗီဒီယိုတွေပါကြည့်စာအုပ်တွေပါဖတ်ပြီးတော့စိတ်တွေကမငြိမ်သက်ဖြစ်လို့လားအဲ့ဒါကိုကျမတို့ကအကြောင်းရင်းကိုရှာရပါမယ်ပြဿနာတစ်ခုကိုဖြေရှင်းခြင်းလို့ရှိရင်ဘာကြောင့်ဒီပြဿနာပေါ်ထွက်လာတယ်ဆိုတာကိုကျမတို့ရှားမှာဖြစ်ပါတယ်အဲ့ဒါကိုကျမတို့လူမှုရေးဘက်ကနေပြီးတော့ကျမတို့ဒါကိုလေ့လာပါမယ်လေ့လာပြီးတော့ဘယ်လိုကျမတို့အဖက်ကနေပြီးတော့ခြေလှမ်းတင်လဲဆိုတာကိုဆုံးဖြတ်ပါမယ်ဥပဒေတွေထုတ်ယုံနဲ့မလုံလောက်ပါဘူးဥပဒေအရာအရေးယူတာတတ်ပါဒါနဲ့တွေမပြီးပါဘူးတကယ်ကျမတို့လောက်ရမှာဒီလိုကိစ္စတွေအမြင့်ကိုကျမတို့ကနေပြီးတော့အမြင့်ကနေကိုပြီးတော့လှမ်းပလိုက်ရမှာဖြစ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအားလုံးမှာလည်းတာဝန်ရှိတယ်ဆိုတာကိုကျမစောစောကပြောသလိုပေါ့ဘာကိစ္စပဲဖြစ်ဖြစ်နိုင်ငံတနိုင်ငံမှာအောင်မြင်အောင်လုပ်လို့ရှိရင်အားလုံးမှာတာဝန်ရှိပါတယ်ပတ်ဝန်းကျင်မှာတာဝန်ရှိပါတယ်ရရွာမှာတာဝန်ရှိပါတယ်မိဘတွေမှာတာဝန်ရှိပါတယ်ကလေးတွေကမိဘတွေဘယ်ရောက်နေလဲဒီလိုဖြစ်တဲ့အခါမိဘတွေကအလုပ်လုပ်နေရလို့လားဒါဆိုရင်စီးပွားရေးနဲ့ဆိုင်တယ်ပေါ့မိဘနှစ်ယောက်စလုံးအလုပ်လုပ်မှစားနိုင်တောက်နိုင်တဲ့အခြေအနေရှိလို့လားဒီတော့မိဘတွေကအလုပ်လုပ်နေတဲ့အခါကျရင်သားသမီးတွေကိုဘယ်လိုထားပခဲ့လဲပတ်ဝန်းကျင်ဝိုင်းပြီးတော့မဆောင်ရှောက်ပေးဘူးလားမိဘတွေရောသူတို့သားသမီးတွေလုံခြုံအောင်လို့အစီအစဉ်တွေမလုပ်နိုင်ဘူးလားဘာကြောင့်မလုပ်နိုင်လဲမလုပ်နိုင်လို့ဆိုလို့ရှိရင်အစိုးရကဘယ်လိုပုံစံနဲ့ဖြည့်ဆည်းပြီးတော့ကူညီပေးရမယ်ကလေးထိန်းဖို့ကလေးထိန်းဌာနတို့စသဖြင့်ပေါ့နော်ဒီလိုနေရာတွေပို့ပြီးတော့လိုလို့လားပတ်ဝန်းကျင်ကရောဂိမ်းမဆိုင်ဘူးလားဒါအမျိုးမျိုးကျမတို့စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့အဖြေတစ်ခုတည်းမရှိပါဘူးတချို့ကတော့ဘာဖြေစီခြင်းလဲဆိုတော့ဒီလိုရာဇဝတ်မှုကျူးလွန်တဲ့သူတွေကိုအပြစ်ဒဏ်လေးကြီးမားမားကြီးပေးရမယ်ပေါ့နော်ဒါပဲပြောနေတယ်ဒါတစ်ခုတည်းနဲ့မလုံလောက်ပါဘူးဒါလည်းလိုအပ်တယ်လို့အပြစ်ဒဏ်ဟာကြီးတဲ့တော့ကြီးဖို့တော့လိုပါတယ်ဒီလူမှုရေးအရာဒီလိုကိစ္စတွေမဖြစ်ပေါ်အောင်ကတော့ကျမတို့အားလုံးကဝိုင်းပြီးတော့အဖြေရှားမှာဖြစ်ပါတယ်လို့ပြောပြရစီကျေးဇူးအမေစုခင်ဗျာမိကွန်းနံပါတ်2အနေနဲ့အမေစုဦးဆောင်တဲ့21ရာစုပင်လုံညီလာခံကြီးစတင်ဆောင်ရွက်ချိန်မှာပြည်သူအလုံးမျှော်လင့်ချက်ရောင်ကြီးတန်းပြီးဟုအားတက်ခဲ့ကြပါတယ်အခုချိန်မှာတော့မြန်မာပြည်မြောက်ပိုင်းတွင်တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားလာရပါတယ်တိုင်းရင်းသားများကရောတပ်မတော်ကပါငြိမ်းချမ်းရေးလိုချင်တယ်လို့ထင်ပါတယ်တိုင်းရင်းသားများငြိမ်းချမ်းရေးယူပြီးပါကသူတို့ရဲ့ဘဝအာမခံချက်ရှိအောင်အစိုးရအနေနဲ့ဘလို့အစီအစဉ်များဆွဲထားပါသလဲဤတိုက်ပွဲများကြောင့်ရော21ရာစုပင်လုံညီလာခံကြီးကိုထိခိုက်နိုင်ပါသလားဒီတိုက်ပွဲတွေဟာကျမတို့နိုင်ငံမှာဖြစ်နေတာကြားလှပါပြီအဲ့ဒီတိုက်ပွဲဖြစ်တိုင်းကြောက်နေလို့ရှိရင်ကျမတို့အစတွေကစပြီးတော့21ပင်လုံကိုလှုပ်မှာမဟုတ်ပါဘူးကျမတို့အနေနဲ့ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို21ပင်လုံလိုညီလာခံကြီးဘလောက်လိုအပ်လဲဆိုတာကိုရှင်းလင်းမြင်ရမှာဖြစ်ပါတယ်
ဒါကျမတို့ထပ်ပြီးတော့စ조사မယ်ပို့ပြီးတော့စ조사မယ်ကျမတို့အခြေခံအားဖြင့်တော့ဒီလိုအချင်းချင်းကြားမှာတိုက်ပွဲတွေမကျေနပ်မှုတွေမယုံကြည်မှုတွေဖြစ်ပွားနေတာဟာကျမတို့သမိုင်းမှာအချင်းချင်းကြားနားလည်မှုမယူနိုင်လို့ပါပဲနားလည်မှုမရှိဘဲနဲ့ဘယ်လို့မှငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ပါဘူးဒီဟာအတွက်ကျမတို့ကြိုးစားရမှာဖြစ်ပါတယ်တာမန်ပြည်သူပြည်သားတွေကတော့ဘယ်တိုင်းရင်းသားအုပ်စုကပဲမဆိုအေးဆေးဆေးပဲနေကြတယ်ငြိမ်းချမ်းရေးပဲသူတို့လိုချင်တယ်ဒါကတော့ဘယ်မှသွားကြည့်ကြည့်သိပါလိမ့်မယ်ဒါပေမဲ့တချို့ကနေပြီးတချို့ကငြိမ်းချမ်းရေးလိုချင်တဲ့စိတ်ဓာတ်တဲ့တန်တရားတွေကပို့ပြီးတော့ကြီးနေတဲ့အခါကျတော့ငြိမ်းချမ်းရေးကိုမယူရဲတာလို့ပဲကျွန်မပြောချင်ပါတယ်အဲ့တော့ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာကျွန်မညီလာခံတော့လည်းပြောခဲ့ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကျွန်မမိန့်ခွန်းတစ်ခုထဲမှာထည့်ပြီးပြောခဲ့ပါတယ်တကယ်ပဲစေတနာလည်းရှိတယ်ပညာလည်းရှိတယ်တတ္တိလည်းရှိတယ်ဆိုငြိမ်းချမ်းရေးကိုရအောင်ကိုယူမှာပဲငြိမ်းချမ်းရေးကိုရအောင်မယူလို့ရှိရင်စေတနာနည်းနေလို့လားပညာနည်းနေလို့လားတတ္တိနည်းနေလို့လားပဲကျွန်တော်တို့ပေးရမယ်ပြီးတော့စေတနာနည်းနေလို့ရှိရင်ကျမတို့အနေနဲ့စေတနာပိုပြပြီးတော့စေတနာပွားအောင်လို့လုပ်ရမယ်ပညာနည်းနေလို့ရှိရင်ပညာဆိုကျမအတန်းပညာပြောတာမဟုတ်ပါဘူးเนาะစင်ကြင်တုံတရားပေါ့ကိုယ့်ရဲ့အတိုင်းဝိုင်းတဲ့ကိုယ့်ရဲ့နိုင်ငံအတွက်တကယ်ဘာဟာလိုအပ်တယ်လဲဘာဟာကျမတို့နိုင်ငံအတွက်ကောင်းလဲဆိုတဲ့ပညာကိုပြန်ပွားအောင်လို့ကျမတို့လုပ်ရမယ်တတ္တိနည်းနေတယ်ဆိုရင်တော့ပြည်သူပြည်သားတွေကဝိုင်းပြီးတော့တတ္တိဈေးလေးထိုးပေးကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့မိခွန်းနံပါတ်3အနေနဲ့နိုဝင်ဘာ22ရက်နေ့ကထုတ်ပြန်လိုက်တော့ပြည်ပအလုပ်ကိုင်သွားမည်သူများအလုပ်သမား passport ဖြင့်သာထွက်ခွာခွင့်ပြုတော့မည်ဆိုတဲ့ကြေညာချက်အရ2019 January လမှစပြီး PV လို့ခေါ်တဲ့အလဲပတ် passport နဲ့ဆိုရင်အလုပ်လုပ်ဖို့ခွင့်မပြုဘူးဟုဆိုထားပါတယ်ပြည်ပရောက်အလုပ်သမားအများစုဟာ passport လောက်ကင်စဉ်ကလည်းပွဲစားများနဲ့သာလောက်ကင်ခဲ့ကြပြီးအဲ့ဒီပွဲစားတွေကလည်းလွယ်လွယ်နဲ့ရတဲ့ PV အလဲပတ် passport ကိုသာလျှောက်ထားပေးခဲ့ကြပါတယ်သက်ဆိုင်ရာကုမ္ပဏီရောက်တဲ့အခါမှာလည်း passport စာအုပ်ကိုအနှံပြီးလောက်ကင်ကြရတဲ့အတွက်ကို passport ဟာ PV လား PJ လားဆိုတာတောင်မသိကြပါတန်ရုံးမှာသွားရောက်ပြင်ဆင်ရအောင်လဲအခွင့်အရေးမရှိကြပါအခွင့်အရေးရလို့မြန်မာပြည်ကိုပြန်ကြတဲ့အခါမှာလဲလဲလှယ်ရကောင်းမှမသိပဲဒီစာအုပ်နဲ့ပဲပြန်ထွက်လာပြီးလေစိမ့်မှတာဝန်ကျသူတချို့ရဲ့လက်စားမှုများပါဖြစ်ပေါ်လာနိုင်ပါတယ်အရေးပေါ်ခွင့်10ရက်လောက်နဲ့ပြန်မဲ့သူတွေကလည်း passport လုပ်ချိန်အတွက်အချိန်မပေးနိုင်ကြပါထို့ကြောင့်လက်ရှိ passport အမျိုးမျိုးဖြင့်အလုပ်လုပ်နေကြသောအလုပ်သမားများ၏လက်ရှိအခြေအနေမှစိုးရိမ်ကြောင့်ကြမှုကင်းအောင်စီစဉ်ပေးနိုင်ပါမည်လားဟုလေးစားစွာမေးမြန်းလိုပါတယ်ခင်ဗျာဒီကိစ္စကိုအပိုင်း၃ပိုင်းခွဲပြီးတော့ဆွေးနွေးကြပါမယ်ကျမတို့ဒီခုနကပဲမလာခင်မှာတန်ယုံကတာမကြီးနေရောကျမတို့ရဲ့မြန်မာပြည်ကရောက်လာတဲ့အဖွဲ့နဲ့ရောဒါကိုဆွေးနွေးပါတယ်ဒီကေဆိုတော့ကျမတို့အခြေအနေတွေကိုကောင်းကောင်းမွန်မွန်ဂဂနနနားမလဲကြလို့စိုးရိမ်နေကြတာပါအခုပြောထားပြီးပါပြီအခုလက်ရှိကင်ထားတဲ့ passport တွေတက်တန်းကုန်တဲ့အထိဆက်ပြီးတော့ကင်လို့ရပါတယ်ဒါဘာမှပြဿနာမရှိပါဘူးနောက်တစ်ခုကလည်းအဲ့ဒီပေါ်မှာအခြေအနေပေါ်မှာအခြေခံပြီးတော့လာစားခြင်းလို့လေစိတ်မှာပြဿနာရှာတဲ့သူတွေကိုလည်းတေးသေးချာချာတိတိကျကျပြဿနာရှာလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတာအသိပေးလိုက်ပါမယ်အဲ့တော့ဒီကိစ္စအဲ့ဒီကိစ္စကိုလည်းစိတ်မပူပါနဲ့နောက်တတိယအပိုင်းကတော့ဒါကတော့ agent တွေကိစ္စပါကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေဒီလိုပြည်ပမှာအလုပ်လုပ်တဲ့အခါမှာဒီ agent တွေကြားတဲ့ကနေတဆင့်လှုပ်ထားတွေအများကြီးရှိပါတယ်အဲ့ဒီဘက်မှာလည်းကျမတို့ရဲ့ပြည်သူပြည်သားတွေနည်းနည်းမတော်မတရားလှုပ်ထားခံရတာတွေရှိပါတယ်အဲဒါကြောင့်မလို့ဒီ agent တွေကိစ္စကိုလည်း PPCC ကင်တွယ်ရမယ်ဆိုတာလည်းကျမတို့သဘောပေါက်ပါတယ်အဲ့ဒီဟာကိုလည်းကြည့်ပြီးတော့လုပ်ပါမယ်လို့ပြောပြရစီဟုတ်ကဲ့ online ပုံတင်နဲ့ရယူထားတဲ့နောက်ဆုံးမေးခွန်းဖြစ်တဲ့
နံပါတ်4ပါအမေစု၏အုပ်ချုပ်မှုလက်ထက်တွင်ပြောင်းလဲတိုးတက်မှုများတိတိတသာချက်ချင်းမဖြစ်နိုင်သည်ကိုနားလေသဘောပေါက်လျက်ကြားသိနေရသောသတင်းများအရဌာနဆိုင်ရာများတွင်လူတွေအစားထိုးမပြောင်းလဲနိုင်သလိုသူတို့၏မူတွေကရခိုင်အစိုးရလက်ထက်တိုင်းဖြစ်နေကြဆဲဖြစ်ပါသည်ဥပမာအဖြစ်ဝန်ကြီးဌာနကိုဆက်သွယ်လာသောအဖွဲ့အစည်းများပြည်သူများအားဌာနမှလူကြီးများကတာဝန်ယူဖြည့်ရှင်းမပေးနိုင်ဘဲအထက်ကိုတင်ပြထားပါသည်ဆောင်ရွက်နေဆဲဖြစ်ပါသည်ဟူသောတုံ့ပြန်မှုမျိုးကိုသာကြားသိနေရပါသည်ထိုဖြစ်စဉ်များကိုသိရှိပါသလားမြည်တို့မြည်ပုံစီမံဆောင်ရွက်မည်ကိုအကျဉ်းချုပ်ရှင်းပြစေလိုပါသည်ခင်ဗျာအဲ့တော့ဒီလိုကြံ့ကြာတဲ့ကိစ္စပေါ့နော်အထက်ကိုတင်ပြရမယ်ကိစ္စဆိုတော့ဒီခါလေးလေးကျွန်တော်တို့စဉ်းစားပါတယ်ဒါလက်လူချင်းတို့ပြောတာလားဒါမဟုတ်ဒါစဉ်းစားရတယ်လေအထက်ကိုတင်ပြထားပါတယ်အခုတည်းအခုတော့မပြီးသေးပါဘူးလူကြီးကိုမေးပါမယ်ဆိုတော့နည်းနည်းလက်ထိုးစေခြင်းလို့ပြောတဲ့ဟာမျိုးလားတကယ်ပဲအထက်ကနေပြီးတော့လုတ်ပိုင်ဝင်မပေးဘဲနဲ့မလုတ်ရဲလို့လားဒီဒါမှမဟုတ်ပြင်းလို့မလုတ်ပေးတာလားဆိုတာအဲ့ဒါကိုကျွန်တော်တို့စဉ်းစားရပါတယ်စဉ်းစားတဲ့အခါမှာဒီလက်ပစ်လက်ယူနဲ့ကိစ္စနဲ့ပတ်သက်လို့တော့ကျမတို့အခုဆိုရတက်တန်းဟာ6လတာပဲရှိတယ်ဆိုပေမဲ့ကြာဆင်းသွားတယ်လို့ကျမပြောရဲပါတယ်ကျမအများပြည်သူရဲ့ကျမအများပြည်သူဘက်ကကြားရတဲ့စကားကဘာလဲဆိုတော့ဝင်းကြီးတွေကတော့လက်မစားတော့ဘူးတဲ့ဒါပေမဲ့တချို့အောက်ကလူတွေကလုံတုံးမယ်လို့ပြောတာတော့ဖြစ်ပါတယ်ဒီတော့ကျမတို့ကတော့အခုဒီအောက်ကအရာရှိတွေကနေပြီးတော့လက်ပေးလက်ယူလုပ်လို့ရှိလို့ရှိရင်တိုင်ကြားဖို့ဆိုပြီးတော့ကျမတို့တယ်လီဖုန်းနံပါတ်တွေအီးမေးလ်လိပ်စာတွေပါတယ်ကျမတို့တင်ထားပါတယ်အွန်လိုင်းမှာတိုင်နိုင်ပါတယ်အဲ့တော့တိုင်မို့လဲလိုပါတယ်ဒါကိုယ့်ရဲ့တာဝန်ကိုသိတာနော်ဝင်းကြီးတွေကလက်မစားဘူးဆိုပြီးနေဝင်းကြီးတွေကလည်းဝိဇ္ဇာတွေတော့မဟုတ်ဘူးအောက်ကဘယ်လိုလက်စားနေလဲဆိုတော့အားလုံးတော့သိမှာမဟုတ်ဘူးတင်ပြမှာပဲသိမှာတိုင်မှာပဲသိမှာအဲ့တော့ကျမပြောချင်တာတတိရှိရှိနဲ့တိုင်မှာကိုကနေပြီးတော့မလွဲတာလို့ဒါဟုတ်အရင်လို့ဆိုပြီးတော့ပေါ့နော်နည်းနည်းလေးလာလေးထိုးလိုက်တယ်ဆိုရင်ကိုမှလည်းအပြစ်ရှိရတော့အမှန်ပဲဒါပေမဲ့ဘုံဝင်လင်းလင်းပြောပါကျွန်တော်တို့မြန်မြန်ရကျင်တာနဲ့အဲ့လောက်တော့ပေးလိုက်ရပါတယ်ဘယ်သူအိုဆိုလို့ရှင်တော့ရေးယူပေးပါမယ်ဟုတ်ဒီတော့မတိုင်ရဲဘူးဆိုလို့ရှင်ကျမတို့ဘယ်လိုလုပ်ကူညီမလဲဒါတော့တတိလေးကတော့ရှိရမယ်ကျမတို့တတ်နိုင်သမျှလုပ်ပေးမယ်ဒါပေမဲ့အားလုံးဘာဖြစ်နေလဲဆိုတာတော့တစ်ချိန်တည်းမြင်နိုင်မှုဆိုတာတော့ဒါလက်တွေ့ကြမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးကျမတို့စူးစမ်းပါမယ်ဒီလိုအထက်ကအရာရှိတွေရှိရမကြသေးလို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့လေကျမတို့တတ်နိုင်သမျှမြန်မြန်ဆန်ဆန်ပြီးနိုင်မှုအတွက်လုပ်နေပါတယ်နောက်တချို့ကိစ္စတွေမှာအဆင့်3-4-5ဆင့်အစားတခါတည်းအခုခေတ်သိပြီးတော့သဘောကျနေတဲ့စကားဆိုလို့ရှိရင် one stop shop ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အလုပ်တွေကိုပြီးနိုင်သမျှပြီးဖို့လဲကျမတို့စူးစမ်းနေပါတယ်နောက်ပြီးတော့ဘဟိုကအထက်ကနေပြီးတော့ဆုံးဖြတ်ပိုင်ခွင့်အထက်ကသာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့သတ်မှတ်ထားတဲ့ကိစ္စတွေလည်းကျမတို့ဖြေလျှော့နေပါတယ်အဲ့တော့နောက်ကြလို့ရှိရင်တော့မြန်မြန်ဆန်ဆန်ပို့ပြီးတော့မြန်မြန်ဆန်ဆန်ပြီးမယ်လို့ကျမမျှော်လင့်ပါတယ်မြန်မြန်ဆန်ဆန်မပြီးလို့ရှိရင်တိုင်းကိုတိုင်းမှာကျမရုံးကိုတိုင်းလို့ရပါတယ် online မှာကြည့်လိုက်လို့ရှိရင်တယ်လီဖုန်းနံပါတ်တွေနဲ့ email တွေပေးထားပါတယ်ဟုတ်ကဲ့မိတောင်ဆန်းစုကြည်ခင်ဗျာကျွန်တော်တို့ online ကနေပြီးတော့ရွေးချယ်ထားတဲ့မေကွန်း၄ခုပြီးတဲ့အခါမှာအချိန်ကလည်းဆက်လက်ပြီးကြန့်ရှိနေသေးတဲ့အတွက်ဒီနေ့လူထုတွေ့ဆုံပွဲကြီးတက်ရောက်လာတဲ့စင်ကာပူရောက်မြန်မာမိသားစုကနေပြီးတော့ရေးသားပြီးတော့မေးထားတဲ့မေကွန်းတွေထဲကနေပြီးတော့ဖြေကြားပေးဖို့ပန်ကြားအပ်ပါတယ်ခင်ဗျာဒါမတရား1 2 3 4မေကွန်းက4ခုတောင်မှလေကြည့်လိုက်အောင်မယ်အန်တီစရုနေဖြင့်မြန်မာသည်နောင်နှစ်20အတွင်းစင်ကာပူမှီရမည်လို့ပြောကြသည့်အတွက်များစွာအားရမိပါသည်တဲ့ကျွန်တော်တို့ပြည်သူပြည်သားများအနေဖြင့်မြည်သည့်အခန်းကဏ္ဍမှာပါဝင်နိုင်မည်ကိုသိခွင့်ရကြပါသည်ခင်ဗျာတဲ့ကျွန်မပြောတာနှစ်20အတွင်းစင်ကာပူကိုမှီရမည်လို့ပြောတာမဟုတ်ပါဘူးစင်ကာပူကိုကြော်ရမည်လို့ပြောတာပါ
မြည်သည့်ကဏ္ဍမှာပါဝင်နိုင်မလဲဆိုတာကဏ္ဍတိုင်းမှာပါဝင်နိုင်ပါတယ်စိုးစိုးကကျွန်မပြောသလိုပဲပြည်သူပြည်သားများအားလုံးတဦးချင်းဟာတန်ဖိုးရှိပါတယ်ခုနပြောသလိုပေါ့ဒီအဂရိလိုက်စားမှုတွေရှိတာကိုရဲတင်းတင်းနဲ့တိုင်နေဆိုတာလေဒါရဲ့ကိုတာဝန်ကြေတာပဲဒါလည်းကျမတို့ရဲ့တိုးတက်ရေးအတွက်ဝိုင်းဝန်းပြီးတော့ကူညီနေတာပဲကိုသင်တဲ့ပညာကိုတကယ်ကိုကောင်းကောင်းမွန်မွန်ပိုင်နိုင်သင်လို့ရအောင်လို့စ조사နေတဲ့ကျောင်းသူကျောင်းသားတွေဟာလေတကန်းသားကနေပြီးတော့ပါဝင်နေတာပဲကဏ္ဍတိုင်းမှာပြည်သူပြည်သားတွေပါဝင်မှာကျမတို့အနှစ်20အတွင်းလှုပ်ချင်တာလှုပ်လို့ရမှာဖြစ်ပါတယ်တရားဥပဒေစိုးမိုးမှုအတွက်လက်ရှိရေးတပ်ဖွဲ့ကိုအများအဆင့်မြင့်တင်ဖို့အစီအစဉ်ရှိမရှိသိလိုပါသည်ခင်ဗျအများဆိုတာမှအခုကိုလုပ်နေပါပြီလို့ပြောပြစေThere's no secret that Singapore is the second largest investor in Myanmar. But what is the source of money coming from China and Singapore are different. I think what it means is that what is the difference between money coming from Singapore and money coming from China? Well, we hope that whatever money comes in from wherever in the world, it's all legal and above board, and that it will add to the development of our country. So it doesn't depend on who the investor is, but how they invest, whether they invest in a way that will be beneficial to both countries concerned. And we are inviting countries from all over the world to invest in Myanmar and invest in a way that will be profitable for both the investors and for the people of our country. Dear me, ကျွန်တော်တို့အားလုံးအစိုးရသည့်ရင်ဆိုင်နေရတဲ့အခက်အခဲတွေအဲ့ဒီကမှလောက်ကြံဖန်တီးတာထားသောအခက်အခဲတွေကိုတဲ့မြင်တွေ့နေရပါတယ်တဲ့ကျွန်တော်တို့အားလုံးအမေဥဆောင်တဲ့အစိုးရနောက်မှာထောက်ခံမှုအပြည့်နဲ့ရှိပါတယ်ဒါကြောင့်ကျွန်တော်မေးချင်တာကဘေးဆိုင်တွေတီးပြီးဒုက္ခပေးနေတဲ့သူတွေရဲ့လောက်ရအပေါ်အမေပဲလို့မြင်ပါလေတဲ့သူတို့အောင်မြင်နိုင်ပါသလားတဲ့သားတို့ဘာတွေပြင်ဆင်ထားရပါမလဲတဲ့အမေကိုချစ်တဲ့ကျွန်တော်တို့ပြည်သူတွေစိတ်မပူရအောင်လို့အမေလက်ရှိရပ်တည်ချက်နဲ့ခံယူချက်သဘောထားကိုသားတို့သိကျင်ပါတယ်အမေတဲ့အမေကိုချစ်တဲ့အသက်8နှစ်တဲ့1996ခရဲကထောက်ခံခဲ့တဲ့ဗမာသားကောင်းတဲ့ပထမအဆုံးအနေနဲ့ဘေးဆိုင်နေတီးတယ်ဆိုတာတိတာကိုကဒါအကူကြီးတစ်ခုပဲဒါတော့ဘေးဆိုင်နေတီးနေလို့ရှင်ကိုဆိုင်နေတဲ့ကိုပြန်တီးလိုက်ပေါ့မန်ကန်နဲ့နောက်ဆုံးကျတော့နားမယောင်မှုပါပဲဘယ်သူကဘာဆိုင်မဲ့တီးကျမတို့ပြည်သူပြည်သားတွေနားမယောင်လို့ရှိလို့ရှင်ကျမတို့နားညိရတာရှိမယ်တခြားပြဿနာတော့မရှိပါဘူးလို့ပြောပြရစေတခုတော့ရှိတယ်ပေါ့နော်ဘယ်အစိုးရမှဘယ်သူမှအမှားမရှိဘူးဆိုတာမရှိပါဘူးအဲ့တော့အမေတို့အစိုးရအနေနဲ့ပြည်ဝင်သင့်တာတွေရှိလို့ရှင်လဲရဲဝံ့ဝင့်နဲ့စေနာပြေဝနဲ့အကြံပြုကြပါလို့လည်းဒီမေတ္တာရပ်ခံချင်ပါတယ်First of all, thanks for being our leader, so proud of it, we admire so much. You have written that it is important to establish a routine and follow it straightly. How could you discipline yourself to maintain consistency of practice every day? Well, Pamario Mamalu Yezijane. Dilawa Bamalu Yezijane, sir. Bama changing Bamalu Pioya Ma Ayare. You know, oh. ကျမအနေနဲ့ဒီလိုကျမကိုမေးတာလဲကျမလက်ခံပါတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမတို့ဗမာအချင်းချင်းပဲဗမာလိုပဲပြောကြစို့ဒီမှာကျမပြောခဲ့တယ်ပေါ့နော်စီကံရှိရှိနဲ့
စနစ်တကျလုပ်ဖို့လိုတယ်အဲ့လိုလုပ်တဲ့အခါမှာလို့အဲ့လိုလုပ်မှပဲအောင်မြင်နိုင်မယ်ဆိုတော့ပြောတာပါဘယ်လိုလုပ်ဒီလိုစီကန်းရှိအောင်လုပ်ရမလဲဆိုစီကန်းဆိုတာဟာကိုယ့်ဟာကိုယ်လုပ်ယူရတဲ့ကိစ္စပဲကိုထိန်းတာပေါ့နော်နောက်ဆုံးကြတော့ကိုယ့်ကိုအလိုမလိုက်တာပေါ့သူတို့အပြောတစ်ခုရှိပါတယ်အလုပ်တစ်ခုဟာအလေးအကျင့်ဖြစ်လာတယ်အလေးအကျင့်တစ်ခုဟာကိုယ့်ရဲ့သဘာဝဖြစ်လာတယ်ပေါ့အဲ့ဒါကြောင့်မလို့အလုပ်လုပ်တိုင်းတော့စူးစမ်းရမှာပဲဆိုတော့မနေ့စောမထကြဘူးဘယ်တော့မနေ့စောမထလို့ရှိရင်အလုပ်နောက်ကျမယ်ထားရမှာပဲနှိုးဆက်ဆိုတာရှိတယ်မလားနှိုးဆက်ကိုအားကိုပေါ့ပြီးတော့အဲ့လိုကိုနီးအမျိုးနဲ့စီကန်းရှိအောင်လုပ်ယူရမှာပဲအလွယ်နဲ့တော့မဖြစ်ဘူးလောကကြီးမှာလေတန်ဖိုးရှိတဲ့ကိစ္စကိုဘယ်တော့မှလွယ်နဲ့မရဘူးဒါပေမဲ့ကိုလည်းယုံကြည်မှုရှိရမယ်တချို့ကနေဆိုလို့ရှိရင်စိတ်လျှော့တာသိပ်မြန်တာပဲငါမလုပ်နိုင်ပါဘူးဒီဟာကြီးကလည်းခက်လိုက်တာဆိုတော့အဲ့ဒါကိုစိတ်မလျှော့အောင်ကျမခဏပေါ့နော်ဆရာတော်ဘုရားကြီးတပါးရဲ့ဩဝါဒကိုကျမမျှဝေလေးရှိပါတယ်ဝိရိယဆိုတာ၄ဆင့်ရှိတယ်တဲ့ပထမအဆင့်ကအလုပ်တစ်ခုကိုလုပ်မယ်ဆိုတော့ဆုံးဖြတ်တာဒါအနေဆုံးအဆင့်ဝိရိယဒုတိယအဆင့်ကဆုံးဖြတ်ချက်အတိုင်းဒီအလုပ်ကိုစလုပ်တာဒါဒုတိယအဆင့်တတိယအဆင့်ကတော့ခက်ခဲပြီမဲ့လည်းဆက်ပြီးတော့လုပ်တာသရုပ်စာအဆင့်ကတော့ရှုံးနေမှုနဲ့ရင်ဆိုင်ရရင်တောင်မှလက်မမြောက်ဖ ೇನೆ နောက်တစ်ခါထပ်ပြီးတော့ကြိုးစားတာတဲ့အဲ့ဒါဝိရိယပါပဲဝိရိယနဲ့ကြိုးစားကြပါလို့ကျမအနေနဲ့အားပေးပါစေကြိုးစားလို့ရှိရင်ဖြစ်နိုင်ပါတယ်မြန်မာနိုင်ငံမှာစီကမဲ့အမှိုက်ပြစ်နေကြတဲ့သူတွေကိုတဲ့ဓာငွေအချုပ်အပြစ်မပေးပါနဲ့တဲ့ဓာငွေမဆောင်နိုင်လို့အချုပ်ခံရင်နိုင်ငံတော်အကျွေးထားအကျွေးစားမှာတဲ့ဆန်ကုန်နဲ့ကျွေးထားမှာဆန်ကုန်နဲ့တဲ့အလုပ်လဲပိုရှုပ်ပါတယ်တဲ့စင်ကာပူကကျိန်လုံးကောင်းတစ်ချောင်းယူသွားပြင်ကျိန်တာနေချင်းတွင်အပြစ်ပေးတင်ပါကြောင်းအကြံပေးလိုပါတယ်တဲ့ကျမသဘောမတူဘူးနော်ကျမကနေပြီးတော့ဓာငွေရိုက်တယ်ဆိုတာဟာအခုအချိန်မှာဓာငွေအများကြီးရိုက်ထားတဲ့ကလေးဘဝတွေကဒါတွေကစရမှာကျမတို့ငယ်တုန်းကကျောင်းမှာဆိုရင်အမိုက်ပိတ်ခွင့်မရှိအပြစ်ခွင့်မရှိဘူးအမိုက်ပြစ်လို့ရှိရင်အမိုက်ချင်းတွေရှိတယ်အမိုက်ချင်းထဲမှာမပြစ်ဖ ೇನೆ ကျောင်းဝင်းထဲမှာပြစ်လို့ရှိလို့ရှိရင်ငါးပြားဓာငွေဆောင်ရတယ်ငါးပြားဆိုတော့အခုခေတ်ကကလေးတွေကဘာမှမသိဘူးငယ်တုန်းကကျမတို့ငယ်တုန်းကဆိုရင်ငါးပြားနဲ့ဆိုလို့ရှိရင်ဇီးတစ်ထုပ်ဝယ်စားလို့ရတယ်အဲ့တော့ဒါမုံဘိုးပဲဒီမုံဘိုးကိုမဆုံးရှုံးကျင်တဲ့ခါကျတော့ကျမတို့အမိုက်ပုံထဲမှာပြစ်တဲ့အလေးကျင့်ဟာခဏလေးနဲ့ဖြစ်လာတယ်အဲ့တော့ကလေးဘဝတွေကစပြီးတော့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကိုကျမတို့လေ့ကျင့်ပေးရမယ်နောက်ပြီးတော့အားလုံးကလေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတန်တန်ရှင်းရှင်းထားနိုင်တာကိုဂုဏ်ယူရမယ်မိဘတွေကိုယ်တိုင်ကအမိုက်ချင်းထဲမှာအမိုက်ပစ်တဲ့အလေးကျင့်မရှိရင်ကလေးတွေကဘယ်လိုလုပ်ဒီအလေးကျင့်ကိုရနိုင်မလဲဒါပေမဲ့ကျောင်းတွေကသင်ပေးနိုင်တယ်ကျောင်းတွေကသင်ပေးရင်တခါတလေကလေးတွေကမိဘတွေကိုပြန်သင်ရတယ်ဖေမေအမိုက်မပစ်ပါနဲ့ကျောင်းမှာဆရာမကမပစ်အောင်လို့ပြောတယ်အခုခေတ်ကတော့ငါးပြားကတော့ဘာမှမမှုတော့ပါဘူးကလေးတွေကငါးပြားဖိုင်တိုင်းယူဆိုင်မှာမဟုတ်ဘူးဒါပေမဲ့ငါးကြက်တောင်ပေးရတယ်ဆိုရင်လည်းဆိုင်ရင်တော့ဆိုင်မှာပေါ့အဲ့တော့ဓာငွေဆိုတာဟာပြည်သူတွေကိုဆင်းရဲအောင်လုပ်ဖို့လည်းမဟုတ်ဘူးထောင်ထဲရောက်အောင်လုပ်ဖို့လည်းမဟုတ်ဘူးကလေးတွေအစ်စ်မှာတော့အလေးအကျင့်တစ်ခုကောင်းဖြစ်အောင်လို့တော့ဒါအကြောင်းတွေပေါ်မှာမူတည်ပြီးတော့လှုပ်ထားရင်တော့လှုပ်ရမှာပဲကြွားကျိန်လုံးဝယ်တဲ့ကိစ္စတော့မလုပ်ဘူးလို့ဆုံးဖြတ်ပြီးပါပြီskill level တွေအောက်ခြေပယံလက်သမားအလုပ်တွေကအစဒီထက်ပိုပြီးတော့မွေးထုတ်ပေးဖို့အစိုးရအနေနဲ့ပြည်တွင်းလုပ်ငန်းရှင်ကြီးများအောင် policy တစ်ခုသတ်မှတ်၍တွန်းတိုက်လုပ်စီချင်ပါတယ်ဒါမှမဟုတ်အရေးအသွေးကောင်းပြီးဈေးပေါ်တဲ့တရုတ်အလုပ်သမားတွေဒီထက်ရောက်လာဖို့မြင်နေပါတယ်တဲ့အဲ့တော့ကျမတို့အနေနဲ့တော့ဒါအခုတည်းကစပြီးတော့ဒီဟာကျမတို့မူတစ်ခုအနေနဲ့လုပ်နေပါတယ်ကျမတို့နိုင်ငံမှာရင်းနှီးမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းတွေကိုအဓိကအားဖြင့်ကျမတို့ရဲ့အလုပ်သမားတွေအရေးချင်းဖြစ်မြင့်တင်ရေးကိုလည်းထားစေချင်ပါတယ်ထားဖို့လည်းကျမတို့ဒါအမြဲပဲတိုက်တွန်းပါတယ်အဲ့ဒီလိုဖြစ်နိုင်မယ်အဲ့လိုလုပ်ပေးနိုင်မယ်စီးပွားရေးလုပ်ငန်းတွေကိုလည်းကျမတို့ဦးစားပေးမှာဖြစ်ပါတယ်နောက်ပြီးတော့လည်းကျမတို့ရဲ့အလုပ်သမားတွေကိုဘယ်စီမံကိန်းမှာပါအရေးချင်းမြင့်တင်တဲ့အစီအစဉ်တွေကိုတတ်နိုင်သမျှထည့်သွားပြီးတော့လုပ်မှာပါဒါကြောင့်မလို့ပယံ
ပယံသမားဟာဆိုလို့ရှိရင်ပယံသမားအဆင့်ကနေပြီးတော့ဓာတ်တက်ပို့ပြီးတော့ကျွမ်းကျင်တဲ့အဆင့်ကိုတက်နိုင်အောင်လို့အလုတ်လုတ်ရင်းနဲ့ကျမတို့ပံ့ပိုးထားဖို့လဲကျမတို့အလုတ်ခွင်အတွင်းမှာစ조사သလိုပညာရေးစနစ်ဘက်မှာလဲအသက်မွေးဝင်းပညာတွေပညာကျောင်းတွေထူထောင်ခြင်းအပြင်နောက်ပြီးတော့ကျောင်းပြင်ပပညာတွေရှာနိုင်ခြင်းအပြင်ဒီလိုနည်းအမျိုးမျိုးနဲ့လုပ်ဖို့စ조사နေပါတယ်လို့ပြောပြရစီဒီနေ့အတီပြောတဲ့ပွဲကိုတက်ခွင့်ရတာကျွန်တော်အတွက်အခွင့်ကောင်းတစ်ခုပါတဲ့အရင်လဲဝန်တာမိပါတယ်ကျွန်တော်ရဲ့မိကွန်းကကျွန်တော်တို့တိုင်းပြည်ရဲ့တိုးတက်မှုကိုနှောက်ယှက်စေတဲ့အကြောင်းရင်းအထက်မှာနေစားမလုံခြုံမှုကလည်းပါဝင်နေတယ်လို့ထင်ပါတယ်ဒါကြောင့်အဲ့ဒီကိစ္စကိုအန်တီအနေနဲ့လက်ရှိအနေထားပေါ်မူတည်ပြီးဘယ်လိုဆောင်ရွက်သင့်တယ်လို့ထင်ပါသလဲတဲ့နေစားလုံခြုံမှုဆိုတာဟာနေစားကျမတို့နေစားကြီးအကြီးကြီးပဲနော်နောက်ပြီးတော့ကျမတို့နေစားထိတွေ့နေတဲ့နိုင်ငံတွေကလည်းများတယ်အဲ့တော့နေစားလုံခြုံမှုအတွက်ဆိုတာကျမတို့အဖက်ဖက်ကစ조사ရပါတယ်အဖက်ဖက်ကစ조사ရတဲ့အထက်မှာရုပ်ပိုင်းဆိုင်ရာဘက်ကလည်းစ조사ရတယ်ရုပ်ပိုင်းဆိုင်ရာဆိုတော့ဥပမာအဖြစ်ဆိုလို့ရှိရင်တချို့နေစားအပိုင်းမှာကျမတို့ဆိုတော့ခြံစည်းရိုးတွေခတ်ထားတာရှိတယ်သို့တော်လည်းခြံစည်းရိုးတွေကမြင့်တဲ့တော့မမြင့်နာတွေရှိတယ်ဒါပို့ပြီးတော့မြင့်မယ်ဆိုလို့ရှိရင်ဒါငွေရေးကြေးကိစ္စပဲဒါပေမဲ့ကျမတို့နိုင်ငံရဲ့လုံခြုံရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်တော့လိုအပ်တဲ့ငွေကိုကျမတို့ရှားကိုရှားရမယ်မဟုတ်တာတွေအတွက်တော့ကျမတို့ငွေမရှာဘူးဒါပေမဲ့နိုင်ငံရဲ့လုံခြုံရေးအတွက်ပြည်သူရဲ့လုံခြုံရေးအတွက်တော့ကျမတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စတွေလုံနိုင်အောင်လို့ဗန္ဒာရေးဘက်ကရောအရေးချင်းဘက်ကရောကျမတို့တတ်နိုင်သမျှဦးစားပေးပြီးတော့လှုပ်သွားမှာဖြစ်ပါတယ်နေစားလုံခြုံရေးဆိုတာဟာကျမတို့ရဲ့နိုင်ငံရဲ့တည်ငြိမ်မှုနဲ့လည်းဆိုင်တယ်ကျမတို့နိုင်ငံရဲ့စီးပွားရေးနဲ့လည်းဆိုင်တယ်ဒီလေကြနေစားမလုံလို့တရားမဝင်ကုန်သွယ်နေတဲ့ကိစ္စတွေဟာကျမတို့နိုင်ငံအတွက်အများကြီးဆုံးရှုံးမှုတွေဖြစ်စေပါတယ်အဲ့တော့အားလုံးကလည်းဒါဝိုင်းပြီးတော့ကူညီရမယ်အခုနေစားလုံခြုံရေးအတွက်ဘာလုပ်နေတယ်လို့မေးတဲ့ပုံကိုယ်တွေကိုယ်တိုင်ကဒီတရားမဝင်နေစားမှာကုသရောင်းဝယ်ရေးလုပ်နေတယ်ဆိုရင်တော့ဒါမမှန်ဘူးနော်လူတိုင်းဟာကိုယ့်အတွက်လည်းကိုယ်တာဝန်ယူပါကိုယ့်ရဲ့အတိုင်းဝိုင်းကိုလည်းအားပေးပါတရားမဝင်တဲ့ကိစ္စတွေမလုပ်ပါနဲ့ဒါဟာနိုင်ငံနစ်နာစေပါတယ်အားလုံးကနေပြီးတော့စီကံရှိနဲ့တရားမဝင်တဲ့ကုန်သွယ်မှုတရားမဝင်တဲ့ဖြတ်ကျော်မှုတွေမလုပ်ဘူးဆိုလို့ရှိရင်ကျမတို့နေဆက်လုံခြုံရေး90%ပြဿနာအလိုလိုပျောက်သွားမှာပါကျန်တဲ့90%ကတော့ဒီလိုရုပ်ပိုင်းဆိုင်ရာလုံခြုံအောင်လို့ရှိတိုက်တဲ့အဟံတာပစ္စည်းတွေပါရှိအောင်လို့လုပ်ဟာမှာတော့ဒါကတော့အစိုးရရဲ့တာဝန်ဖြစ်ပါတယ်အမေခင်များတဲ့အစိုးရအဖွဲ့အုပ်ချုပ်ရေးရန်တရားအားကျုပ်အုပ်ချုပ်ရေးဘာလဲမသိအားနဲ့တဲ့နေတာနဲ့ပတ်သက်ပြီးတဲ့ဝန်ထမ်းအကြီးအကဲများဤမပြောင်းလဲသေးသောလက်ပေးလိုက်ယူခြင်းတာဝန်မယူခြင်းတာဝန်မခံခြင်းကိစ္စအရာကိုတဲ့အများဆုံးပြည်ပြင်ဖို့ပြည်သူအားလုံးကမျှော်လင့်နေကြပါသဖြင့်နဲ့အထူးသဖြင့်အငိမ့်စားပေး၍အပြစ်ပေးအနာပေးရန်အစီအစဉ်ကိုတဲ့ဘယ်နဲ့ဘယ်ကာလလောက်ကြာမှဆောင်ရွက်ပေးနိုင်ပါမည်လဲတဲ့ဆိုတဲ့ကိစ္စလေးသိချင်ပါတယ်တဲ့အကြံကောင်းများလေးလဲအကြံကောင်းများလဲပေးနိုင်ပါကြောင်းတင်ပြအပ်ပါတယ်အကြံကောင်းပေးနိုင်တယ်ဆိုရင်ဘာလို့ဒီမေးကိုမေးနေလဲအကြံကောင်းလေးမပို့ပေးရပေါ့စောစောကကျွန်မပြောသလိုပေါ့ဒီလက်ပေးလိုက်ယူမရှိစေချင်ဘူးဆိုရင်အားလုံးကဝိုင်းပြီးလုပ်ရမယ်ပထမအဖြစ်ကိုယ်တိုင်ကလက်ပေးလိုက်ယူမလုပ်ရဘူးနောက်ပြီးတော့အကယ်လုံးမိလို့ရှိရင်လည်းတတိရှိနဲ့ပုံမွင့်လင်းနဲ့တင်ပြပါဒီလိုတော့ကျွန်မလုံးမိပါတယ်ဒီလိုလုပ်ရတဲ့အကြောင်းရင်းကလည်းဒီဝန်ထမ်းကဘယ်လိုလုပ်လို့ပါဆိုပြီးတော့ဒီလိုပြောရဲတဲ့တတိကတော့ရှိရမယ်ကျမကလေဖြုတ်ထုတ်တတ်တော့သိပြီးဝါသနာမပါဘူးလူတိုင်းဟာကိုပြုပြင်နိုင်မှုအခွင့်အရေးတော့ရရမယ်ဟုတ်ဆက်
နှစ်ပေါင်းများစွာအကြောင်းကြောင့်ပျက်စီးခဲ့ရတဲ့အကျင့်စာရိတ္တာတွေကိုနေချင်းညချင်းမပြုတ်ပြင်းနိုင်ကောင်းလားဆိုပြီးတော့အပြစ်ပေးတာတော့လေတိတ်ပြီးတော့နားလည်မှုခေါင်းပါတယ်လို့ပဲကျွန်မပြောချင်ပါတယ်။ဒါကြောင့်ကျွန်မတို့အခွင့်အရေးကျွန်မတို့ပေးမယ်ပြုတ်ပြင်းပိုင်ခွင့်ပေးရမယ်။နောက်ပြီးတော့ကျွန်မတို့တရားဥပဒေရဲ့မူရဆိုလို့ရှိရင်လူတယောက်ဟာအပြစ်ရှိတယ်ဆိုတာဟာခိုင်လုံတဲ့တက်သေးတာတကမရှိသေးအပြစ်မရှိဘူးလို့သတ်မှတ်ရမယ်။ဒါကတော့တရားဥပဒေအရပေါ့နော်။နောက်တစ်ဆင့်သွားမယ်ဆိုလို့ရှိရင်အပြစ်ရှိတဲ့လူကိုတောင်မှပြုတ်ပြင်ပိုင်ခွင့်တော့ပေးရမယ်။ဒါကျမတို့အချင်းချင်းတွေပဲကျမအစတွေကပြောတယ်ဒီရွက်ကောက်ပွဲမတိုင်မီတွေကပြောပါတယ်ကျမတို့အစိုးရဖြစ်လာလို့ရှိရင်အမျိုးသားရင်ကြားစေရေးကိုဥတည်တဲ့အစိုးရပဲဖြစ်မယ်။အဲ့ဒီလိုပဲဖြစ်စေရမယ်။အမျိုးသားရင်ကြားစေရေးဆိုတာဟာတိုက်ခိုက်နေတဲ့လက်နက်ကင်အဖွဲ့တွေနဲ့တည်းမကဘူးအချင်းချင်းကြားမှာစိတ်ဝန်းကွဲနေတဲ့အင်အားစုတွေကြားမှာတည်းမကဘူးကျမတို့ပြည်သူတွေအချင်းချင်းကြားမှာလည်းအမျိုးသားရင်ကြားစေရေးရှိဖို့လိုပါတယ်ဒါကြောင့်ကျမတို့အာဃာတကိုရှေ့ထားပြီးတော့အလုံးမလုပ်ပါဘူးစီမင်းစည်းကမ်းဥပဒေအရာကျမတို့လုပ်ပါမယ်တတ်နိုင်တဲ့လောက်ကျမတို့ဥပဒေပေါင်းတွင်ရနေပြီးတော့အခွင့်အရေးတွေပေးမယ်ခွင့်လွှတ်တဲ့နာကိုခွင့်လွှတ်မယ်ဒါပေမဲ့အတိုင်းအတာမဲ့တော့မဟုတ်ပါဘူးစီးဆိုတာတော့ရှိတာပဲစီးပေါင်းတစ်ခုကြော်သွားလို့ရှိရင်တော့ဥပဒေစည်းမျဉ်းစည်းကမ်းအရအရေးယူပါမယ်လို့ကျွန်မပြောပြစေအစိုးရကပြည်နာတော်တင်လွှတ်ရမဟုတ်ဖဲမိမိဖာသာဘွဲ့လွန်ကျောင်းတက်၍ပညာသင်လာသူများအားအစိုးရ University များတွင်သင့်တော်ရာနေရာမှာခန့်ထားရန်အစီအစဉ်ရှိမရှိသိလိုပါသည်တဲ့မိမိသင်ယူလာသောဘာသာဆိုင်ရာဗဟုသုတများကိုမိမိနိုင်ငံမှာကျောင်းသားများပြန်လဲသင်ကြားပေးလိုပါသည်တဲ့ဒါတွေနဲ့ပတ်သက်လို့ကျမတို့နောက်ပညာရေးဥပဒေထဲမှာဆိုလို့ရှိရင်တက္ကသိုလ်တွေကိုမိမိတို့ရဲ့ဗြိဉ္ဉ်စာတမ်းတွေအရလွတ်လွတ်လပ်လပ်ဆရာမတွေငှားရမ်းဖို့စသဖြင့်အဲ့ဒီလိုအခွင့်အရေးတွေပေးမှာဖြစ်ပါတယ်အဲ့တော့နောက်ဆိုလို့ရှိရင်ဒီလိုတက္ကသိုလ်တွေကကိုကြိုက်တဲ့ပုံကိုယ်တွေကိုခန့်ပိုင်ခွင့်သူတို့ရဲ့ဗြိဉ္ဉ်အရပေါ့နော်ခန့်ပိုင်ခွင့်ရှိလာမှာပါပညာတော်သင်နိုင်ငံသားမှနိုင်ငံခြားမှာပညာတော်သင်ခဲ့ရတဲ့လူတွေဟာတက္ကသိုလ်မှာမှလုပ်ဖို့မလိုပါဘူးတခြားလုပ်ရတဲ့နေရာတွေလည်းအများကြီးရှိပါတယ်ကျမတို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုနည်းအမျိုးမျိုးနဲ့ပံ့ပိုးလို့ရပါတယ်ဒီခုနကပြောတဲ့တက္ကသိုလ်တွေမှာပြန်ပြီးသင်ဖို့ကိစ္စဆိုတာလေဒီကျမတို့ရဲ့ပညာရေးဆိုင်ရာဥပဒေအရဒီလိုအခွင့်အလမ်းနေရလဲမကြခင်ပေါ်လာမှာဖြစ်ပါတယ်ပြန်ကြားရေးဝန်ကြီးဌာနသည်ပြည်တွင်းပြည်ပမီဒီယာများ၏ဆွဆွဲချက်များနှင့်ပတ်သက်၍တုံ့ပြန်ပြောဆိုသတင်းထုတ်ပြန်ရန်မရှိသလောက်သို့အရန်အားနေပါသည်တဲ့အဆိုပါကိစ္စနှင့်ပတ်သက်၍ပြောင်းလဲမှုသို့မဟုတ်ပုံမကောင်းမွန်သောတုံ့ပြန်ရန်အစီအစဉ်ရှိမရှိသိလိုပါသည်တဲ့အပြောင်းအရွှေ့လုပ်ပေးတင်ပါသည်တဲ့အဲ့ဒါအပြောင်းအရွှေ့နဲ့မဆိုင်ဘူးအပြောင်းအလဲနဲ့ဆိုင်တယ်ကျမတို့ရဲ့ပြန်ကြားရေးဌာနမှာအားနည်းချက်တွေရှိတယ်ဆိုတာလည်းကျမတို့သိပါတယ်အဲ့တော့ဒီအားနည်းချက်တွေကိုလည်းကျမတို့ကင်တွယ်နေတာကြာပါပြီနောက်တစ်ခုကကျမတို့ပြန်ကြားရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ကျမတို့ရဲ့ပြန်ကြားရေးဌာနတွေမကောက်တနိုင်ငံလုံးမှာအားနည်းချက်တစ်ခုကဘာလဲဆိုတော့အခုကျမတို့ပြည်သူပြည်သားတွေထဲမှာဆိုလို့ရှိရင်အင်္ဂလိပ်ဘာသာကိုကျွမ်းကျင်တဲ့လူတွေအင်တာမှာနည်းနေပါတယ်အဲ့တော့တကဘာလုံးနဲ့ဒန်းတူညီတူရင်ပေါင်တန်းပြီးတော့ပြန်ကြားရေးဘက်မှာအားရှိဖို့ဆိုတာတော့အင်္ဂလိပ်ဘာသာတော့ကျမတို့မှာကျွမ်းကျင်ဖို့လိုပါတယ်ဒါကြောင့်အခုစင်ကာပူမှာရောက်နေတဲ့အင်္ဂလိပ်ဘာသာကျွမ်းကျင်တဲ့သူတွေအနေနဲ့ပြန်ကြားရေးကိုကူညီကျင်ကြားလို့ရှိရင်ပြရပါလို့အစိုးရဌာနများတွင်စွမ်းဆောင်ရည်နှင့်ပညာရေးပုံမမြင်များ၍ကိုယ်စိတ်နှစ်ပါးအပြည့်အဝယဉ်ကျေးမြုပ်နှံလုပ်ကိုင်နေသူများလူမှန်နေရာမှယာတူးမှရောက်ရှိနိုင်ရေးမှာတိုင်းပြည်တိုးတက်မှုလျင်မှန်နိုင်ရေးအတွက်မရှိမဖြစ်လိုအပ်ပါသည်တဲ့တို့ဖြစ်ပါ၍ထိုကဲ့သို့နေရာမှယာတူးမှချထားပေးနိုင်ရေးအားနိုင်ငံတော်၏တိုင်မှပုဂ္ဂိုလ်မှအမှန်တကယ်ထိရောက်စွာကြီးကြပ်ဆောင်ရွက်ပေးစေလိုပါသည်တဲ့ကြိုးစားနေပါတယ်ဒါပေမဲ့လူတိုင်းကဘယ်လောက်အရေးချင်းရှိလဲဆိုတော့ချက်ချင်းဆုံးဖြတ်ဖို့တော့ခက်ပါတယ်တခါတလေကျမတို့ရွေးတဲ့လူတွေကကျမတို့
မျောလင့်တာတဲ့တော်သလိုတခါတလေလဲကျမတို့မျောလင့်တာလောက်မတော်တာလည်းရှိပါတယ်ဒါပေမဲ့ဒါဆိုတာဟာကြာဖုံးထားလို့မရပါဘူးအရေးချင်းဆိုတာရှိရင်လည်းပေါ်လာပါပဲမရှိရင်လည်းပေါ်လာတာပါပဲအဲကြောင့်မို့လူမနေရာမှလုပ်ဖို့ဆိုတာနံပါတ်1အားဖြင့်ဒီအဂရိလိုက်စားမှုကင်းဖို့ပေါ့နော်အဂရိလိုက်စားမှုကင်းဖို့ဆိုတာကျမငွေရေးကြေးကိုပြောတာမဟုတ်ပါဘူးစန္ဒဒေါသဘေယမောဟစန္ဒအရာမလို့ရဘူးလောဘအရာမလို့ရဘူးဒေါသအရာမလို့ရဘူးဘေယအရာမလို့ရဘူးစန္ဒအရာမလို့ရဘူးဆိုတာကိုယ်နဲ့နီးစပ်တဲ့လူတွေကိုခင်မင်းတဲ့လူတွေကိုလိုလားတဲ့လူတွေကိုအခွင့်အရေးမပေးအောင်အဲ့ဒီလိုပေးလို့ရှိရင်လည်းဒါအဂရိတရားပဲအဲ့လိုလုပ်လို့ရှိလို့ရှိရင်လူမှနေရာမှာဖြစ်ဖို့ခွဲရင်ပါလိမ့်မယ်ဒေါသဆိုတာကိုမကြိုက်တဲ့လူတွေကိုကနေပြီးတော့မုန်းတီးတဲ့လူတွေကိုမတရားသဖြင့်နေရာမပေးတာတို့ဖိနှိပ်တာတို့ပြဿနာရှာတာတို့ဒါလည်းအဂိတရားပဲအဲ့တော့အဲ့ဒီဟာမျိုးလုံးမယ်ဆိုလို့ရှိရင်လည်းလူမှန်နေရာမှရောက်ဖို့ခက်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကိုမကြိုက်တဲ့လူတော့တော်မှန်းသိလို့ကိုကမကြိုက်လို့ဆိုပြီးတော့နေရာမပေးတာမျိုးဟာဖြစ်နိုင်ပါတယ်။ဘုရားကတော့ကြောက်လို့ပေါ့နော်။ကြောက်လို့ဆိုတာတော့အခုကျမတို့အစိုးရခင်မှာကြောက်နေလို့ရှိရင်ကြောက်တယ်လို့တုံးတာပဲလို့ပဲကျမပြောရမှာပဲ။ကြောက်စရာမလိုပါဘူး။ကိုဟာကိုမမှန်မှုလို့ထင်လို့ရှိရင်မလုံနဲ့မှန်တယ်ထင်လို့ရှိရင်လုံဥပဒေပေါင်းတွင်းကလှုပ်ထားဆိုရင်ကျမတို့ဘာမှအရေးယူစရာမရှိပါဘူးဒီတော့နေရာပေးတာမှလည်းဒီလိုပါပဲကိုကတကယ်ပဲတော်တယ်ထင်လို့ပေးတာဆိုလို့ရှိရင်ဥပဒေနဲ့ကိုက်ညီရင်စီမီစီကနဲ့ကိုက်ညီရင်ဌာနဆိုင်ရာစီမီစီကပြောတာပါဒါဆိုလို့ရှိရင်လုတ်ပိုင်ခွင့်ရှိပါတယ်နောက်မောဟဆိုတာတော့မတိတတ်ခြင်းပေါ့နော်ဒါကျမတို့လော်ကီအမြင်နဲ့ပြောမယ်ဆိုရင်ကိုကနေပြီးတော့ဒီလူတွေအကြောင်းကိုဂဂနနာမသိလို့ဒီနေရာအကြောင်းကိုခခနာနာမသိလို့မှားပြီးတော့ပေးတာလည်းဖြစ်နိုင်မယ်ဒါကတော့ခါတလေလဲဒါကတော့ခွင့်လွှတ်နိုင်တဲ့ကိစ္စပါကျမတို့ကိုယ်တိုင်ကိုအားလုံးကိုကျမတို့နေရာပေးတဲ့လူအားလုံးကိုဘယ်လိုနေမလဲဆိုတာမသိနိုင်ပါဘူးတချို့တွေကလေနေရာမရခင်တော့ကောင်းပြီးကောင်းပြီးနေရာလည်းရအောင်တခါရဲဇာတိပြတော့တာပဲဟုတ်ရာကျမတို့လည်းသင်ယူရမှာပါဘယ်လိုစောစောစီးစီးရဒီလူဟာဘယ်လိုအတွင်းစိတ်ရှိပါလိမ့်ဆိုတာသိဖို့ဆိုတာတော်တော်မှသင်ယူခက်တဲ့ပညာဖြစ်ပါတယ်အချိန်ကစီသွားပြီအချိန်ဟုတ်ကဲ့မေခင်ဗျာအချိန်ကခဏလေးနဲ့ကုန်သွားသလိုပဲအဲကျမဒီလိုအချိန်တိုတိုလေးနဲ့တွေ့လာရတဲ့အတွက်ကျေနပ်မှုရှိသလိုပို့ပြီးတော့ကြာမတွေ့လာရတဲ့အတွက်တော့စိတ်မကောင်းပါဘူးဘယ်လိုပဲပြောကျမတို့ဟာမျက်နှာချင်းဆိုင်တွေ့ရသည်ပဲဖြစ်စေမတွေ့ရသည်ပဲဖြစ်စေကျမတို့အားလုံးနှလုံးသားတွေဟာဆက်နွယ်မှုရှိနေတယ်ကျမတို့အားလုံးဟာကျမတို့ရဲ့နိုင်ငံပေါ်မှာထားတဲ့မေတ္တာစေတနာအရာနီးစပ်နေတယ်ဆိုလို့ရှိရင်ဘယ်နှစ်ပဲကြာဘယ်လောက်ပဲဝေးကျမတို့ဟာအမြဲတူတူရှိပါမယ်လို့ပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မိခွန်းတွေကိုအားရပါရဖြေချပေးတော်ရတဲ့မေဒေါန်ဆန်းစုကြည်ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုဒီနေ့ဒီပွဲကြီးရဆိုလို့ရှိရင်စင်ကာပူရောက်မြန်မာလူထုကကိုတူကိုတစုပေါင်းပြီးတော့ကျင်းပတဲ့ပွဲကြီးဖြစ်ပါတယ်ဒီပွဲရဲ့အထိမ်းအမှတ်ဖြစ်နေဒီစုဆောင်ရရှိတဲ့ငွေတွေကနေပြီးတော့အထိမ်းအမှတ်အမှတ်တရလက်ဆောင်ပစ္စည်းလေးတစ်ခုကျွန်တော်တို့စီစဉ်ထားပါတယ်ကျွန်တော်တို့ရဲ့ကျွန်တော်နဲ့ပူးတွဲပြီးတော့ဒီခမ်းနားဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်ပေးတဲ့ဆရာဦးတမောင်ဝင်းကိုဖိတ်ခေါ်ပါတယ်နောက်လည်းဒီလိုပဲစူးစူးစီးစီးနဲ့နေနော်အခန်းထဲကထွက်သွားတာနဲ့ရံဖြစ်တဲ့ကိစ္စမျိုးတော့မလုပ်ကြပါနဲ့ကျေးဇူးတင်ပါတယ်အမေစုချမ်းပါပါစေ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 